ဒီနေ့မှာတော့မီဒီယာတွေမေးမြန်းနေတဲ့အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနဲ့ကဘောဆိုင်ဝမ်ကိစ္စပြီးမီဇိုရမ်လွတ်တော်အမတ်တွေပြောကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်လွတ်တော်အမတ်ကေဘန်လဗီနာကအိန္ဒိယနဲ့နယ်စပ်ချင်းထိစပ်နေတဲ့မြန်မာနိုင်ငံအနောက်မြောက်ဖက်နေရာဒေသတွေကိုတွားရောက်ခဲ့တယ်ဆိုပြီးတော့ဟိတ်နူသတင်းဝက်ဆိုက်မှာဖော်ပြထားတာတွေ့ရပါတယ်။သူပြောကြားထားချက်ကတော့ကေဗန်လဗီနာကမီဇိုရမ်ပြည်နယ်ကနေမြန်မာနိုင်ငံအတွင်းကိုနယ်စပ်ဖြတ်ကျော်ပြီးတွားရောက်ခဲ့တယ်။အဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီးမီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့နယ်ခြားဆောင်တပ်ကိုအသိပေးအကြောင်းကြားခဲ့တယ်ဆိုပြီးတော့လည်းဟိတ်နူသတင်းဝက်ဆိုက်ကဖော်ပြထားတာကိုတွေ့ရပါတယ်။ပြီးရင်ကျွန်တော်တို့ဒီ CNF CNA ချင်း PDF ဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးလည်းပြောကြားထားတာကိုကျွန်တော်တွေ့ရပါတယ်။ဒါအပြင်အိန္ဒိယမြန်မာနယ်စပ်ချင်းနယ်စပ်ဆက်ဆက်တဲ့နေရာပေါ့တမူကဘောချိုင်ဝမ်ဒေသနဲ့ပတ်သက်ပြီးလဲအိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာမဏိပူရပြည်နယ်ပါလီမန်လွှတ်တော်အမတ်တဦးကနေပြီးဒီဟာနဲ့ပတ်သက်ပြီးရခိုင်တမိုင်းချောင်းအရာအိန္ဒိယဘက်ကပိုင်တယ်ဆိုတဲ့သဘောမျိုးပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင်မီဇိုရမ်ပြည်နယ်ကနေတစ်ဆင့်မြန်မာနိုင်ငံထဲကိုဝင်ရောက်လာတဲ့နိုင်ငံသားများကိစ္စနဲ့ပတ်သက်ပြီးဒီလ10ရက်နေ့မှာမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပေါ့လာဒူးဟိုမာကမီဇိုရမ်ပြည်နယ်လွတ်တော်မှာပြောကြားခဲ့တာကိုတွေ့ရပါတယ်။ယခင်နှစ်ဇွန်လကနေဒီဇင်ဘာလအတွင်းဒါနယ်စပ်ဒေသဖြစ်တဲ့အိုက်ဇောကိုနိုင်ငံသား2000နီးပါးလာရောက်လည်ပတ်ပြီးပြည်နယ်အတွင်းတော့သွားနေတာမတွေ့ဘဲနဲ့အဓိကရည်ရွယ်ချက်ကမြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ပြီးမြန်မာပြည်တွင်းရေးတွေကိုဝင်ရောက်စွတ်ဖက်ရန်ဖြစ်တယ်ဆိုပြီးလွတ်တော်မှာတရားဝင်တင်ပြခဲ့တဲ့သတင်းကိုလည်းThe Time of India သတင်းဌာနကနေပြီးပြောကြားထားတာကိုတွေ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းချက်ကိုကျွန်တော်ပြောကြားလိုတာကတော့မြန်မာနဲ့အိန္ဒိယနိုင်ငံဆိုတာမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။အိန္ဒိယတဲ့ at each policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ကတော့ရခိုင်ကလည်းပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်းမြန်မာနိုင်ငံအစိုးရအနေနဲ့အိန္ဒိယနယ်မြေကိုအသုံးပြုပြီးမြန်မာကိုစန့်ကျင်နေတဲ့အုပ်စုများကိုမလိုလားသလိုမြန်မာနယ်မြေကိုအသုံးပြုပြီးအိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုများကိုလည်းမြန်မာနိုင်ငံနဲ့လက်ခံမထားပါဘူးဒီဟာနဲ့ပတ်သက်ပြီးနှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရှိခဲ့ပါတယ်အောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်ပူးပေါင်းဆောင်ရွက်မှုကိုလည်းလက်တွေ့ပြသပြီးဖြစ်တယ်ဆိုတာအိန္ဒိယနိုင်ငံအစိုးရအနေနဲ့ဒါသိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနဲ့တူပဲရခိုင်ကတိုင်းသဘောတူထားတဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး9ရပ်အတိုင်းပဲနေထိုင်ရရှိပါတယ်မိတ်ဆွေကောင်းပိသစွာဒါနေထိုင်ရရှိပါတယ်မြန်မာအိန္ဒိယနယ်စပ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မြန်မာအိန္ဒိယနယ်စပ်1010မိုင်ကျော်ရှည်လျားပါတယ်1626ကီလိုမီတာရှိပါတယ်တိုင်းတာပြီး909မိုင်ကျော်ရှိပါတယ်ကီလိုမီတာအပြင်1460ကျော်တိုင်းတာပြီးဖြစ်ပါတယ်အများစုတိုင်းတာပြီးဖြစ်ပါတယ်ခုပြောဆိုနေတဲ့ကဘောချိုင်ဝမ်ဒေသဆိုတာလဲရခိုင်တိုင်းတာပြီးထဲမှာကျွန်တော်တို့အတိမတ်ပြီးထဲမှာပါပြီးဖြစ်ပါတယ်မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်ခြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ပါတယ်ကဘောချိုင်ဝမ်ဒေသနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ရခိုင်တော့ကလည်း2013တုန်းကလည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီကဒါတမှုကလေးမင်းကင်းမြို့နယ်တွေပါဝင်တဲ့ကဘောချိုင်ဝမ်ဒေသကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်ဒါတွေကိုလည်းကလေးမြို့မှာရောမင်းကင်းမြို့မှာရောကျွန်တော်တို့ဒေသခံတွေကဆန္ဒပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောကြားချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အညီချင်းကောင်းမိတ်ဆွေကောင်းဖြစ်အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြတ်ပြားအောင်မလုပ်သင့်ဘူးဆိုတာပြောကြားလိုပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြားလိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့အသိပေးသင့်တာတွေပြောဆိုသင့်တာတွေကို
ဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်